အိမ်တန်ဖို့အချိန်နဲ့မြတ်တက်စီတဲ့အရာအိမ်လှတာမလှတာနဲ့မဆိုင်ပါဘူး location ကောင်းတာမကောင်းတာနဲ့ပဲဆိုင်ပါတယ်အိမ်ပုံစံမကြိုက်ရင်အချိန်မရွေးပြန်ပြင်လို့ရနိုင်ပြီးတော့ location မကောင်းရင်တော့သွားလာတာခက်ခဲပြီးတော့တန်ဖိုးမတက်တဲ့အပြင်ပြန်ရောက်တဲ့အခါမှာလည်းအခက်အခဲတွေ့နိုင်ပါတယ်ဒီလိုအခက်အခဲတွေမကြုံရင်တော့ကျွန်တော်တို့မြန်မာရောင်းချပေးနေတဲ့ပန်းရေးဗီလာကိုဒါရွေးချယ်လိုက်ပါဘာလို့လဲဆိုတော့ဒီပန်ဟေးပီလာဆိုရင်ရန်ကုန်မြို့ရဲ့အဓိကမိန်းလမ်းမကြီးဖြစ်တဲ့ပြည်လန်းတီတီမင်္ဂလာလမ်းခေါ်ဂျပန်လမ်းအနီးမှာရှိတဲ့အဆင့်မြင့်အရာဝင်းတစ်ခုဖြစ်လို့ပါပဲပြည်လမ်းမကြီးဆိုရင်ရန်ကုန်မြို့တွင်းမြို့ပြင်ကိုအလွယ်တကူသွားလာနိုင်ပြီးတော့ဒီအရာဝင်းအနီးမှာဆိုရင်လည်းရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ် YCTC Golf Club City Golf Club Victory International School စတာတွေရဲ့အနီးနားမှာရှိတဲ့အပြင် develop ဖြစ်ပြီးတဲ့အရာဝင်းတွေရဲ့အနီးနားမှာရှိတဲ့အရာဝင်းတစ်ခုလည်းဖြစ်ပါတယ်ပန်းရေးဘယ်လာမှာဆိုရင်လုံချင်းအိမ်အပါနဲ့ဝယ်ယူနိုင်တယ်လို့မြေကွက်သီးတံဝယ်ယူပြီးတော့ကိုယ်စိတ်ကြိုက်အိမ်ပုံစံကိုစောက်လုပ်နိုင်အောင်မဲ့အပြင်ပိုင်ဆိုင်မှုအနေနဲ့မြေပိုင်မြေဝယ်ယူသူမြေပတ်ကိုရရှိအောင်ပါအယောင်ပြပွဲအတွင်းမှာလာရောက်ဝယ်ယူမယ်ဆိုရင်တော့ 5% နေပြီးတော့ 50% ဒီ discount တွေရရှိအောင်မှာဖြစ်ပါတယ်အိမ်ရောင်းဖြစ်တဲ့အတွက်ကြောင့် security ဘိုင်းအတွက်လည်းလုံးဝစိတ်ပူစရာမလိုသလို facility တွေနဲ့ infrastructure တွေကိုလည်း developer ဘက်ကနေပြီးတော့ပြည့်ပြည့်စုံစုံဆောင်ရွက်ပေးတော့မှာပါဒီလိုအားသာချက်တွေအပြင်ပန်းရေးဗီလာမြေကွက်တွေကိုဝယ်ယူမယ်ဆိုရင် payment တွေအနေနဲ့ cash down 24လအတိုးမဲ့အရေးကြ9နှစ်အထိနှစ်ရှည်အရေးကြဆိုပြီးတော့ payment 3မျိုးနဲ့ဝယ်ယူနိုင်အောင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီလို location ကောင်းပြီးတော့အချက်ချကြတဲ့နေရာမှာရှိတဲ့ပန်းရေးဗီလာမြေကွက်တွေကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့အခုလာမဲ့စနေနဲ့တနင်္ဂနွေ2ရက်မှာစမ်းချောင်းမြို့နယ်စမ်းချောင်းလမ်းစမ်းချောင်း garden resident မှာရှိတဲ့အီယောက်မြန်မာ showroom နဲ့ပန်းရေးဗီလာ on site တို့မှာအယောင်ပြပွဲကျင်းပပေးသွားမှာဖြစ်လို့ဆက်လာရောက်ဝယ်ယူဖို့သတင်းကောင်းပိုင်းဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာအသေးစိတ်သိရှိခြင်းနဲ့ဆိုရင်တော့အီယောက်မြန်မာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39 93လုံး93လုံး13လုံးနဲ့39 950နှစ်နဲ့93လုံးတို့ကိုဆက်သွယ်ဆောင်ရွက်မိတ်နိုင်ပါတယ်ခင်ဗျာအိမ်ချမ်းမြေတွေရောင်းဖို့ရေအီယောက်မြန်မာမှာကူညီပေး